အားလုံးပဲမင်္ဂလာပါတူရီဝင်းနာ channel ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်73ရက်9လ2026ကနေပြီးတော့18ရက်9လ2026ထိတပတ်စာနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကြီးတွေချင်းတွေအရင်ဆုံးပြောပြပေးခြင်းပါတယ်တနေ့ကနေနေကုန်အတွက်ဆိုလို့ရှိရင်တော့1 2 3ကီ16ချင်းဖြစ်ပါတယ်တနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့1 2 3ကီ16ချင်းဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3 4ခွန်ကီ38ချင်းဖြစ်ပါတယ်3 4ခွန်ကီ38ချင်းဖြစ်ပါတယ်ဗျဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3ည35ကီ38ချင်းဖြစ်ပါတယ်3ည35ကီ38ချင်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့269ကီ35ချင်းဖြစ်ပါတယ်269ကီ35ချင်းဖြစ်ပါတယ်ဗျတောက်ကြနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့469ကီ2ခွန်ချင်းကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီတွေချင်းတွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တဲ့စိတ်ကြိုက်ပတ်တီး၄လုံးလည်းပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့စိတ်ကြိုက်ပတ်တီး၄လုံးကတော့1608ဆိုပြီးတော့၄လုံးရွေးထုတ်ပေးထားပါတယ်1608ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်ဘရိတ်3လုံးလည်းပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်ဘရိတ်3လုံးကတော့3ည15ဘရိတ်ဖြစ်ပါတယ်3ည15ဘရိတ်ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးမကျော်9လုံးခွေကိုလည်းပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့9လုံးခွေကတော့1 3ည234ဆိုတဲ့အခွေဖြစ်ပါတယ်1 3ည234ဆိုတဲ့ငါးလုံးအခွေဖြစ်ပါတယ်ဗျဒီတစ်ပတ်အတွက်အကြိုက်ဆုံးအတွဲကတော့အပူးနဲ့ပါဝါကိုရွေးထုတ်ပေးထားပါတယ်တစ်ပတ်စာအကြိုက်ဆုံးအတွဲကတော့အပူးနဲ့ပါဝါကိုကြိုက်ပါတယ်ဗျဒီတစ်ပတ်အတွက်မထွက်မရှိပတ်တီနဲ့ break ကတော့6ပတ်တီနဲ့6 break ဖြစ်ပါတယ်6ပတ်တီနဲ့6 break ဖြစ်ပါတယ်ဗျတနင်္လာနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျတနင်္လာနေ့နေကုန်မထင်ပေါက်ကီး3လုံးတော့1 2 3ကီးဖြစ်ပါတယ်1 2 3ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာနှစ်ချုပ်ကနေနေနဲ့လည်းအဆင်ပြေကြပါစေအောင်ပွဲတွေရကြပါစေအမြတ်ဆုံးများစွာရရှိကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးများတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်